ဇလန်းအစမှာတော့မိုးရသည်ကထုံးစံထက်စောပြီးရောက်လာခဲ့ပါတယ်။ဒါကြောင့်လေရွာတွေကထွက်တဲ့ပန်းသီးတွေကိုဘယ်သူမှလာမဝယ်ကြတော့ပဲအကုန်လုံးတစ်ပင်ပေါ်မှာတင်ပုတ်တိုးပျက်စီးမဲ့အခြေအနေနဲ့ရင်ဆိုင်နေရတာပါ။ရွာသားတွေအားလုံးလည်းရင်တမမနဲ့စိုးရိမ်နေကြတာပေါ့။ဒါပေမဲ့ရွာခံလူငယ်စီးပွားရေးသမားဖြစ်တဲ့ဝန်ချန်ကတော့ရွာသားတွေရဲ့ဒုက္ခကိုမကြည့်ရလို့နီလန်းပေါင်းဆောင်ရှာကြံပြီးပန်းသီးပိတာချိန်သိန်းချီကိုရောင်းချပေးဖို့စူးစမ်းခဲ့ပါတယ်။ကားပေါ်ပန်းသီးတွေတင်ခါနီးချိန်မှာပဲမမျှော်လင့်ပဲရွာသားတွေကသူ့အိမ်ရှိမှာလာရောက်ဝိုင်းအောင်ပိတ်ဆို့ကြပါတော့တယ်။အကြောင်းရင်းကတော့ပန်းသီးတပိတာကိုပြားကနန်းမြတာရှိတဲ့ဈေးနှုန်းကွာခြားချက်ကြောင့်ဝန်ချန်ကိုမတရားအမျက်ကြီးစားတဲ့သူလို့ဆွဆွဲပြီးလာရောက်ဆဲဆိုကြတာပါပဲ။ရွာလူကြီးဖြစ်တဲ့ကြောက်တဲ့ကွေးကဒေါသတကြီးနဲ့မင်းငါတို့စီကပန်းတီးဝယ်တာနဲ့ရွမ်ရှစ်မော်ပဲပေးပြီးပြန်ရောင်းတော့3ရွမ်နဲ့ဖြတ်စားတာမဟုတ်လားအဲ့ဒီပြား20ကွာခြားချက်ကိုငါတို့ကိုပြန်မပေးရင်ဒီပန်းတီးတွေကိုကားပေါ်အတင်မခံနိုင်ဘူးလို့ချင်းချောက်ပါတော့တယ်ဝန်ချန်တယောက်ရင်ထဲမှာစိုးနေသွားရပါတယ်ဒီပန်းတီးတွေရောင်းထွက်ဖို့အတွက်သူကိုယ်တိုင်အေးခန်းတွေလိုက်ရှာကားတွေကူလီတွေငန်းရမ်းပြီးမိမိအိတ်ဆိုင်တွေရွံထောင်ချီစိုက်ထုတ်ခဲ့ရတာကိုတော့ရွာသားတွေကမသိကြပါဘူးအခုတော့တေးဖွဲတဲ့ပြားကနန်းလေးကြောင့်သူ့အပေါ်တန်တရားဝင်ပြီးသတိဖြတ်ကြတာကိုကြည့်ပြီးသူတော်တော်လေးစိတ်ပြတ်သွားခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲရွာလူကြီးရဲ့သားဖြစ်တဲ့ကောလိပ်ကျောင်းပြီးခါစကျောက်ယုံကလူအုပ်ထဲကနေထွက်လာပြီးဒီပန်းတီးတွေကိုဝန်ချန်ပေးတဲ့ဈေးထက်ပိုရတဲ့သူရှိတယ်သူကဖြတ်စားထားတာတိတ်နဲ့ချီတဲ့ပန်းသီးတွေဆိုရင်သူဘလောက်တောင်အမျက်ကြီးစားထားမလဲဆိုပြီးရွာသားတွေကိုပိုပြီးမြောက်ထိုးပင်ကော်လုပ်ပါတော့တယ်။ဝန်ကစိတ်ကိုထိန်ပြီးသူ့ရဲ့အသုံးစရိတ်မှတ်တမ်းစာအုပ်ကိုထုတ်ပြပါတယ်အေးခန်းကထုတ်ပိုးကတည်ယူပို့ဆောင်ရေးကတွေကအလကားရတာမဟုတ်ဘူးတည်ယူရင်ပျက်စီးသွားတဲ့အဖိအစင်တွေလည်းရှိသေးတယ်လို့တခုချင်းရှင်းပြပေးမယ်။လောဘတက်နေတဲ့ရွာသားတွေကတော့နားမထောင်တဲ့အပြင်အဲ့ဒီငွေတွေကိုပြန်လျော်ပေးဖို့သာအတင်းတောင်းဆိုနေကြပါတယ်။ရွာလူကြီးကပါအမင်းမကြခင်ကပဲကားအစ်တစီဝယ်ထားသေးတယ်မဟုတ်လားငွေမရှိဘူးဆိုတာမဖြစ်နိုင်ဘူးလို့ဝန်ချန်ရဲ့ကိုပိုင်ငွေနဲ့ဝယ်ထားတာကိုပါစော်ကားပြောဆိုလာတဲ့အခါမှာတော့ဝန်ချန်ရဲ့စိတ်ရှည်မှုတွေကုံဆုံးသွားပါပြီကောင်းပြီခရီးစရိတ်တွေအားလုံးကိုငါဆက်ရော်ပေးမယ်ဒါပေမဲ့ဒီနေ့ကစပြီးမင်းတို့ရွာကပန်းသီးတစ်လုံးကိုမှငါလက်နဲ့လုံးဝကူညီပြီးရောင်းပေးတော့မှာမဟုတ်ဘူးလို့ပြက်ပြက်သားသားတုံ့ပြန်လိုက်ပါတော့တယ်ဒါကိုကြောက်ယုံကလှောင်ပြုံးပြီးမင်းတယောက်တည်းပဲပန်းသီးရောင်းတတ်တာမဟုတ်ဘူးငါအွန်လိုင်းကနေ4ရွာနဲ့မိမတ်မေးမားကတ်မှာပို့ပြီးဈေးကောင်းရအောင်ရောင်းပြမယ်လို့ကြောလုံးထုတ်လိုက်တဲ့အခါညကန်လောဘတက်နေတဲ့ရွာသားတွေအားလုံးကလည်းဝန်ချန်ကိုစွန့်ခွာပြီးကြောက်ယုံနောက်ကိုတခဲနဲ့လိုက်သွားကြပါတော့တယ်စေတနာဟာဝေဒနာဖြစ်ခဲ့ရတဲ့ဝန်ချန်တယောက်ရှေ့ဆက်ပြီးဒီကျေးဇူးကမ်းတဲ့ရွာသားတွေကိုဘယ်လိုပညာပေးမလဲဆိုတာကတော့